အနန္တဂုဏသံပန္နောအရဟံအစအနန္တသင်္ရှိသူ့ရဲ့မရမြတ်လှတောင်းကြောင်ဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူသောဂေါရမောဂေါရမနွယ်ဘွားငါတို့မြတ်စွာဘုရားသခင်သည်ဒီပင်ကရပါရမူလေတာရမဏကဗာမ၌ဝိညာထင်ရှားရာလေးပါးတွင်တပါးဝင်သည်ဒီပင်ကရမြတ်စွာတနင်္ခြေတော်ရင်၌နိယတမာလံယသိသူမေရဖြစ်စဉ်ခါကတရာဘုံမောလွန်ကြည်ညို၍ကိုဝစင်တရာခင်သဖြင့်ရှင်မြတ်စွာဒီပင်ကရာကကဗ္ဗဗဒ္ဒနောင်ကာလ၌ဗုဒ္ဓတဆူဖြစ်လိမ့်ဟု၍ခွန်ကျူးချိုးမြနှုတ်တော်ဟသည်နိယတခောဘွဲ့တသိအောင်မတော်ကိုပိလံဒိဟိတဝနာယသောလောင်းလျာသူမိတ်တာနှင့်မကွာအတုပဋ္ဌနာမူလျက်ကြည်ပြူနှစ်သက်ဦးထိပ်ရွယ်ပန်းဆင်တော်မူခဲ့ပြီး၍ကပ္ပတတသဟတာဓိကာနိကဗ္ဗတွက်ကိန်းတသိမ့်အလွန်ရှိကုန်သောစတ္တာရိအသင်ချေယာနိလေးအသင်ချေတို့ကာလပတ်လုံးသမတိန်သပါရမီယောဌာနအစမြလှပေါ်ရဲ့